မင်္ဂလာပါရှင်ဒီနေ့1389ခုသတင်းကြွလာပြည့်ကျော်12ရက်2025ခုအောက်တိုဘာလ18ရက်ဖြစ်ပါတယ်ပြင်ပြမဲ့အကြောင်းအရာလေးကတော့ကိန်တုကောပမတုတ်ပေါက်ပင်ဖြင့်ဥပမာပြုခြင်းတုတ်တန်လေးဖြစ်ပါတယ်အဲ့တော့ဒီတုတ်တန်မှာတော့ဒီဝိပဿနာရှုခြင်းနဲ့ဆိုင်ရာပုထုဇဉ်ယဟန်တစ်ပါးကနေပြီးတော့ယဟန္တာကြီး၄ပါးကိုတစ်ပါးပြီးတော့တစ်ပါးမေးမြန်းခြင်းဖြစ်ပါတယ်စာထဲမှာပါတာကတော့ရှင်ဖျားဘယ်ကဲ့သို့ရှုစင်ခြင်းဖြင့်ဉာဏ်အမြင်စင်ကြယ်စေပါသနည်းဒီလိုဘယ်ကဲ့သို့ရှုစင်ခြင်းဖြင့်ဉာဏ်အမြင်စင်ကြယ်စေပါသနည်းလို့ပါတယ်နော်အဲ့ဒါကိုမဟုတ်ဆရာတော်ကြီးကလည်းရှင်းထားပါတယ်ဝိပဿနာရှုရနေပြီးတော့နိဗ္ဗာန်ရောက်ကြောင်းဘယ်လိုရှုရမလဲလို့ဒါမေးမြန်းတာပေါ့နော်ဒါကျမအနေနဲ့ဉာဏ်မီတဲ့လောက်ပြောရရင်တော့ဒီရုပ်ကိုရှုရမှာလားနာမ်ကိုရှုရမှာလားယုံနာကိုရှုရမှာလားဘယ်လိုဘာကိုရှုရမှာလဲဆိုတာကိုနိဗ္ဗာန်ရောက်ဖို့ယဟန္တာဖြစ်ဖို့ဘာရှုရမှာလဲနီးလေးပေးပါဗျာပေါ့နော်အဲ့တော့ပထမယဟန္တာကတော့ဖတ်တာယရဏ6ပါးဆိုတာကအတွင်းအာယရဏ6ပါးမျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ကိုယ်အကြည့်ရှားအကြည့်ကိုယ်အကြည့်မနှောအကြည့်ဒီအကြည့်ဓာတ်တွေလူသေးမှမရှိဘူးလူရှင်မှရှိတယ်ဒီအကြည့်ဓာတ်ရုပ်တရားတွေကိုဟုတ်တိုင်းမှန်စွာဖြစ်ချင်းပြက်ချင်းကိုရုပ်တရားတို့ရဲ့အာယရဏအတွင်းအာယရဏ6ရုပ်တရားတို့ရဲ့ဖြစ်ချင်းပြက်ချင်းကိုဟုတ်တိုင်းမှန်စွာရှုလို့ရှိရင်ယဟန္တာဖြစ်နိုင်တယ်နိဗ္ဗာန်ရောက်နိုင်တယ်ဟောလိုက်ပါတယ်ဒါနဲ့သူကရုပ်တရားကြီးဟောတာနံလည်းမပါဘူးဆိုပြီးတော့ဒုတိယယဟန္တာကြီးသွားတော့ဒုတိယယဟန္တာကခန္ဓာ၅ပါးကိုရှုခြင်းဖြင့်ရောက်နိုင်တဲ့ဥပါဒณะခန္ဓာ၅ပါးဆွဲလန်းနိုင်ရ၅ခန္ဓာဒါကိုရှုခြင်းဖြင့်ရောက်နိုင်တယ်ပထမ6ပါးဒုတိယ5ပါးမတူလည်းမတူဘူးပေါ့ဒါကြတော့ယောဝနံရောဆိုသူကတခါစိတ်တိုင်းမကြတော့တတိယယဟန္တာစီသွားပြန်တော့တတိယယဟန္တာကိုမေးပြန်တော့ဓာတ်ကြီး၄ပါးရှုတယ်မြေဓာတ်ရေဓာတ်လေဓာတ်မြေဓာတ်ဓာတ်ကြီး၄ပါးတို့ရဲ့ဖြစ်ချင်းပြက်ချင်းကိုဟုတ်တိုင်းမှန်စွာရှုလို့ရှိရင်ယဟန္တာဖြစ်နိုင်တယ်နိဗ္ဗာန်ရောက်နိုင်တယ်ဟောပြန်တယ်ဒါစိတ်တိုင်းမကြတော့သရုဋ္ဌယဟန္တာစီသွားပြန်တယ်လျှောက်ပြန်တယ်သရုဋ္ဌယဟန္တာစီကြတော့ဖြစ်ချင်းသဘောတရားရှိသောတရားတို့ဒီချုပ်ချင်းသဘောရှိသည်ဖြစ်ပျက်ကိုရှုဆိုတဲ့သဘောပေါ့ဒါကြတော့နှစ်ခု6ပါးနဲ့5ပါး5ပါးနဲ့4ပါး4ပါးနဲ့နှစ်ခုတချို့ကရုပ်ကြည့်တယ်တချို့ကယောဝနံရောတချို့ကြဘာမှမပြောတော့ဘူးဖြစ်ပျက်ပဲရှုခိုင်းတာဆိုတော့သူကစိတ်တိုင်းမကြတော့မြတ်စွာဘုရားစီသွားလျှောက်တော့မြတ်စွာဘုရားပေါက်ပင်ဥပမာလို့ပဲတဲ့ဒီတစ်ခုနဲ့တစ်ခုစိတ်တိုင်းမကြပဲနဲ့တွေးဝေးမနေပဲနဲ့မိမိတို့တန်ရာကိုရှုဖို့ပေါက်ပင်ဥပမာပေါက်သားလို့တဲ့ဒီယောဂပြောက်အောင်ပေါက်သားရှာတဲ့လူတယောက်ကိုပေါက်ပင်ကိုတယောက်ကိုမေးတော့ခါကြတော့မီးလောင်ငုတ်တော်လိုပဲနည်းနည်းကြီးဒုတိယတယောက်ကကြတော့တားတစ်လိုပဲနီရဲမြန်းနေတယ်အပွင့်နေဝေးနေတယ်တတိယတယောက်ကကြတော့တန်လျက်လိုအသီးတွေကတွဲလဲကြပြီးတန်လျက်တွေလိုပဲတွဲလဲကြနေတယ်သရုဋ္ဌတယောက်ကကြတော့ဒီပညောင်ပင်လိုပဲဝိုင်းပြီးတော့ရွက်တွေဖားဖားဖြစ်နေတယ်ဆိုတော့ဒီပေါက်သားကိုမယူပဲလို့ရှိရင်ငါတော့သူ့ယောဂလည်းပျောက်မှာမဟုတ်ဘူးเนาะဒီပေါက်သားကိုဘယ်လိုပုံစံဖြစ်ဖြစ်ယူပြီးတော့မိမိတို့ရဲ့ရုပ်ဖြစ်စေနာမ်ဖြစ်စေဒီရှုဖို့ရလိုတာပေါ့နော်ဒါမိုးကုတ်ဆရာတော်ကြီးကတော့ဒီဝေဒနာကိုရှုလိုက်ရင်စိတ်ကလည်းပါတာပဲတင်ညာမှတ်သားမှုသင်္ခါရစေတနာကလည်းပါတာပဲဒါတွေဟာနံတရားတွေပေါ်မှာရုပ်ပေါ်မှာဖြစ်တဲ့အတွက်ဒါရုပ်တရားလည်းပါသွားတာပဲအဲ့တော့အမူအရာတိုင်းကိုကိုယ်တန်ရာကိုဆွဲမြဲမြဲရှုခြင်းအပြင်နိဗ္ဗာန်ရောက်နိုင်ပါတယ်လို့တင်ပြရင်းနဲ့ဒီကုန်းချုပ်ပါတယ်ရှင်တာဓုပါ